အားလုံးမကျွန်တော်တန်လေးကြားကြမှာပါယူရသူတူချင်းတယောက်ချင်းစီချမ်းသာရေးသူကကျမရေးသူကလည်းပြည်စုံနိုင်ကြပါစေသောကကင်းဝေးကြပါစေလို့မြတ်တာပို့ဆုတောင်းရနေပဲကျွန်တော်ဘူးကြီးကိုဒီကိုစားလိုက်ကြအောင်တော့ဒီကျောင်းလိုက်တည်တက်နိုင်မှာမဟုတ်ဘူးပြကြည့်တယ်လေခေါင်းလုံးငုံလို့မရဘူးတော့အခြေအနေကတော့ဒီလိုဖြစ်တယ်ဒါတွေပဲအဲ့တော့ကျွန်တော်တို့ပထမဦးဆုံးငါးပြောက်တဲ့အတွက်သူကဘာလာတယ်လဲဆိုရင်3ည3ပရိတ်3ည3ပရိတ်လာတတ်ပါတယ်မဟုတ်ပါဘူးလာပါတယ်ဘုရားမကြော်လို့လေကျွန်တော်ထင်တယ်မကြော်လို့လည်းထင်တယ်အဲ့တော့ဒီလည်းမကြည့်နိုင်ပါဘူးဗျာခေါင်းငုံလို့မရလို့ဒီလိုဗျာအကျမ်းမြင်တော့ပေါ့နော်အကျမ်းမြင်တော့ကြည့်နော်ငါပြောက်တယ်3ည3ပရိတ်ဒီမှာ3ညပရိတ်နော်ဘုရားမကြော်တော့တရက်ပဲရှိတယ်ငါပြောက်တယ်3ည3ပရိတ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 ်ငါပြောက်တယ်ဒီတစ်ချိန်ဘုဒ္ဓဘူးကြော်သွားတယ်ဒီတစ်ချိန်ပဲ3ည3ပရိတ်ငါပြောက်တယ်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 3ည3ပရိတ်ငါဆက်ပြောက်တယ်3ည3ပရိတ်ငါပြောက်တယ်3ည3ပရိတ်ငါပြောက်တယ်3ည3ပရိတ်ငါဆက်ပြောက်တယ်3ည3ပရိတ်ငါ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 ဆက်ပြောက်တယ်3ည3ပရိတ်ငါပြောက်တယ်3ည3ပရိတ်မရှိတော့အခုအဲ့ဒါကြောင့်ငါပြောက်တော့ကျွန်တော်တို့9 3ည3ပရိတ်အဲ့ဒီ9 3ည3ပရိတ်မှာပါဒါတွေနော်အဲ့9 3ည3ပရိတ်မှာဒါတွေထွက်တာလေထွက်ထားတဲ့ကဏ္ဍတွေကိုစီလိုက်လို့ရှိရင်ဒီကဏ္ဍတွေထွက်ထားတာတွေ့ရတယ်9 3ည3ပရိတ်မှာနော်အဲ့ဒီမှာအများဆုံးထွက်ထားတဲ့ကဏ္ဍတွေဒီ10ခွက်အများဆုံးထွက်ထားပါတယ်ခွက်2ခွက်3ခွက်4ခွက်5ခွက်6ခွက်9ခွက်10ခွက်9ခွက်10ခွက်ဆိုတော့မများတော့ပါဘူးနော်ပတိတလုံးစာပေါ့ဒီကောင်ဒီဘုရားမကျော်ထွက်ထားတာတွေ့ရပါတယ်နော်အဲ့ဒီကြောင့်ဒီဟာကတော့ကျွန်တော်မရေးပြီးတော့ဟုတ်ပြီနော်ဒီဟာတွေဗျာရှင်း9 3ည3ထွက်ပြီးရတယ်ဒါတွေလိုက်ထွက်တာခဏနေဒါအကုန်လုံးပဲအဲ့ဒီမှာကျွန်တော်ကခုံတစ်လုံးချင်းရေးလိုက်တယ်အထွက်အများဆုံးဟာတွေကိုလိုက်ပြီးတော့ချစ်လိုက်တယ်အဲ့ထဲမှာအထွက်အများဆုံးဟာတွေပေါ့
နော်အဲ့ဒါမှတကယ်လို့ဟိုရဟန်းမစုံ9တို့3ည3ညတို့လောက်ပဲကျန်တာတော့ဒီကောင်နဲ့တင်လုံလောက်ပါတယ်နော်အဲ့ဒါရှင်းမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုဒီရမွေးကလေးနေညားသွားမှလဲစိုးရိမ်နေအဲ့တော့ဒီကောင်ဖြစ်စဉ်ကိုခြံထားလိုက်အောင်မယ်နော်ဒါခြံထားလိုက်မယ်ဟိုတအားများတော့မှဆိုလို့အဲ့တော့ဘယ်နဲ့ပြန်ဟိုမရုပ်မလွန်ထိုးရမယ့်ဟာလေးပြောပြမယ်အဲ့ဒါလေးကတော့နှစ်ကြိမ်စာပဲရှိသေးတာပေါ့နှစ်ကြိမ်စာဆိုတော့ဒီလိုပြအဲ့တော့ तू ကညနေမှလည်းညီကိုဖြစ်တယ်ခါမှလည်းညီကိုဖြစ်တယ်ပြီးရင်အဲ့ဒီညီကိုကတုံည1 2ဆိုပြီးတော့ run အစင်လိုက်အချောပေါ့နော်တုံညပြီးရင်တက်လာတယ်တက်ပြီးနှစ်လာအဲ့လိုတုံည1 2လို့ဖြစ်ရမယ်နောက်တစ်ချက်ကဗရိတ်ပေါင်းချင်း4ဒီဗရိတ်ပေါင်းချင်း3ဆိုတော့4 3ဆိုပြီးတော့ဗရိတ်ညီအကိုလည်းဖြစ်ရမယ်ဗရိတ်ညီကိုလည်းဖြစ်ရမယ်4တုံည1 2ဒီမှာတုံည1 2ဆိုပြီးတော့ run စဉ်ဖြစ်ရမယ်ဗရိတ်ပေါင်းချင်းကလည်း4 3ဆိုပြီးညီကိုဖြစ်ရမယ်အဲ့လိုဖြစ်ရင်ဘာဖြစ်လဲဆိုတော့4 3 4 3ကိုကျွန်တော်တို့ပါဝါယူရင်9 8 4 3ကိုပါဝါယူရင်9 8အဲ့တော့ဒီ9 8မပြောက်နဲ့4 3ဗရိတ်နော်အဲ့ပြန်ပြောမယ်ဆိုရင်ဒီ4 3ကဘယ်ရတာလဲဆိုရင်ဒီဗရိတ်4ဒီဗရိတ်3က4 3ရဒီ9 8ကဘယ်ရတာလဲဆိုရင်ဒီပါဝါ9ဒီပါဝါ3ကြောင့်9 8ဆိုပြီးရတာအဲ့တော့ဒီကောင်မပြောက်ကိုဒီဗရိတ်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့က9 5 9 4အဲ့တော့8 6 8 5ဆိုပြီးတော့4ခွဲဆိုတော့8ခွဲထွက်မှာပေါ့အဲ့တော့သူ့အောက်မှာကြည့်လိုက်ရအောင်8 5 6 3ည8 5 6 3ညဆိုတော့8 5ထွက်ပါတယ်မရှင်းရင်လည်းနောက်တစ်ခေါက်ပြန်ကြည့်ပြန်နော်ဒီစင်ကနှစ်ခုပဲရှိသေးတယ်ဗျဒီမှာ8 6ခွန်8 8 6ခွန်8 8 6ခွန်8ဆိုတော့6ခွန်8ဆိုပြီးတော့ run ဖြစ်တယ်ဒီနှလုံးပေါင်းချင်းက4ဒီနှလုံးပေါင်းချင်းက5 4 5ဆိုပြီးတော့လည်းညီအကိုဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်သူ့ပါဝါဒီ9သူ့ပါဝါဒီ3ညအဲ့တော့9 3ညမပြောက်ဘူး4 5ပရိဖြစ်အောင်ဆိုရင်9 3ညမပြောက်ဘူး4 5ပရိဖြစ်အောင်ဆိုရင်9 5 9 6နောက်တစ်ခါ3ည4 3ည5ဆိုပြီးတော့ကဏ္ဍ4ခွက်ထွက်တယ်အဲ့တော့သူ့အောက်မှာကြည့်လိုက်အောင်ဘာထွက်တော့3ည4 3ခွန်ဆိုပြီးတော့ထွက်တယ်3ည4ထွက်ပါတယ်ဒီကောင်ကအခုအချိန်မှာတော့မနေ့ပိုင်းဒီကြီးထွက်နေတာများတယ်ဗျာနော်ကျွန်တော်တို့ကတော့စမ်းကြည့်ရမှာပေါ့ကျွန်တော်ကနောက်တစ်ရွက်ကူးသွားပြီကျွန်တော်တို့ကအခုချိန်ထိအခုဒီမှာ3ည6ခွန်8 3ည6ခွန်8ဆိုပြီးဖြစ်တယ်6ခွန်8ဆိုပြီးတော့စီနီယာ run ဖြစ်တယ်ပေါင်းချင်းက6ပေါင်းချင်းက9ညီကိုဖြစ်တဲ့အတွက်သူ့ပါဝါ1သူ့ပါဝါ3ည1 3ညမပြောက်ဘူး6 5ဗရိတ်နဲ့ဆိုတော့ကျွန်တော်တို့ဒီ1 5 1 4 3ည6 3ည5ဆိုပြီးတော့4ကိုထွက်ပါမယ်เนาะအဲ့ဒါကတော့ကျွန်တော်တို့မနေ့ပိုင်းမှာဖြစ်မနေထိုးရမှာအဲဆိုရင်ကျွန်တော်မိသားစုတွေရှင်းကြမယ်လို့ထင်ပါတယ်
ဒီဘက်ဟိုပတ်စံကြိုပို့ထားတဲ့သူတွေကတော့ကျွန်တော်တက်နိုင်တယ်ဗျအခွေနဲ့တင်ခွေပို့ထားပါတယ်ကျန်တဲ့မနေ့ပြန်မှဝင်မဲ့သူတွေကတော့မဝင်ကြပါနဲ့เนาะကျွန်တော်ဘာမှကြည့်နိုင်ဘူးလို့ယူဆရလို့ပါနော်တာဝန်မကြီးမှအရန်စိတ်ပူပြီးပါတယ်အဲဒါကြောင့်မနေ့ပြန်မှဝင်မဲ့သူတွေပတ်စံတွေမလွှဲကြပါနဲ့မဝင်ကြပါနဲ့လို့မေတ္တာရက်ခံအပ်ပါတယ်အဲ့တော့ကြည့်ရှုတဲ့သူအားလုံးလူရင်းတယောက်ချင်းစီချမ်းသာခြင်းဒုက္ခကျမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေတော့ကကင်းဝေးကြပါစေလို့မေတ္တာဖို့ဆုတောင်းရင်းနဲ့ပဲကျွန်တော်ပူရီလေးကိုဆုံးသက်ခွင့်ပြုပါအားလုံးပညာလှည့်ပြခြင်းကင်းကြပါ